ချမ်းသာဖို့ဆိုတာတတိပံဝန်းကျင်ရောက်ဖို့လိုတယ်တတိပံဝန်းကျင်မရောက်ဘဲနဲ့ဘလို့ချမ်းသာမှာလို့ကိုအောင်တင်နန်းသားတယောက်ကိုမေးတယ်ဟေးကောင်လို့မင်းတင်နန်းသားဆိုရင်မင်းအခုဒါဆရာเจ้าကမင်းကိုဘာလို့ PS ကိုခတ်မယ်ဆိုရင်မင်းလုံမှာဟာဆရာလုံမှာပေါ့အဲ့လိုဆိုငါမင်းကိုမေးမယ်လို့ဆရာเจ้าဘေးမှာကမ္ဘောဇတတိဘေးမှာနေမဲ့ PS ဆိုရင်မင်းအနည်းဆုံးဘာသာ၄မျိုးလောက်တက်ရမယ်မင်းတက်လာပြီဆရာရဲ့ကျွန်တော်ဗမာဆောင်တော်တော်ပြီးအောင်ပြောနေတာဘလို့လို့ခံမှာအခုမင်းတို့ဒီအချိန်မှာဘာလို့မှာတရုတ်စကားပြောကျွမ်းကျင်အောင်လုပ်တရုတ်စကားပြောတက်ရင်ဥအောင်တို့ရွှေရောမှနေကြတဲ့ကွာစတိုးဆိုင်ဖွင့်နေရောင်းတယ်ကိုကဘောင်းမီရှည်ဝယ်တဲ့ဂျင်းကြီးတဲ့ထင်ဂျင်းမောင်းမီဟိုဘက်ကသူကတရုတ်ချင်းပြောနေတယ်အေးတဲ့တကျဲတဲ့ညီလိုကျွချင်းဝူပယ်နဲ့ပြီးမယ်တဲ့ကိုဝယ်ရတာ600ဝူပယ်ဆိုတာဘာလဲဝူပယ်မသိတော့ကိုတရားမများဘူးလားအဲ့တော့ပြန်မေးကြည့်တယ်ဝူပယ်ဆိုတာဘာဝူပယ်ဆိုတာ900ဟာငါတရုတ်စကားမသိတာငါတရားများတယ်တကယ်လို့တော့ဝူပယ်သိဟေးတကောမင်းဟိုတကျဲကိုပြီးတဲ့ဟာ900ဆိုငါလည်း900ပြီးတယ်အဲ့ဒါဘာမတက်လို့လဲဘာသာစကားမတက်လို့နော်အင်္ဂလိပ်စကားပြောတက်အောင်တင်ပါနော်ဘာဘူးလို့တော့မင်းတို့တထေးပြေရောက်ဖို့ဆိုလို့ရှိရင်ဘာမှမတက်တဲ့ကောင်ဘာလို့မှလို့ဖဏတ်တိုက်လောက်ရမှာပေါ့တက်ချင်ကိုကဆရာကျောင်းဟဲ့ငါဂျပန်နဲ့တွေ့ဟာဆရာဂျပန်နဲ့တွေ့မယ်နှုတ်ဆက်မယ်အင်္ဂလိပ်လိုပြောရတယ်တရုတ်လိုပြောရတယ်စရင်ဟာရတယ်ဆရာကွန်ပျူတာကျွန်တော်ဘယ်အဆင့်ဘယ်လေပဲ LCCN ဘလောက်ကျွမ်းပြီးသားအဲ့ဒါဆိုရင်မင်းတို့တထေးပြေရောက်မှာပေါ့အဲ့တော့ကို့မှာဖြည့်လို့ရတဲ့အချိန်မှာသားတို့သမီးတို့အချိန်ချုံးနေမှာတက်ပါတရုတ်စကားပြောကျွမ်းကျင်အောင်တက်ဥအောင်ဒီမှာရွှေသင်္ကန်းတက်တဲ့ကလေးတယောက်ဗတ်စင်၄မှာတက်သွားတာတင်နန်းလာတဲ့တုန်းကယူသလိုလိုကြောင်သလိုအခုနောက်ပိုင်း3,000လောက်ရသွားတယ်ဒီမှာအဲ့ခေတ်တုန်းကရွှေသင်္ကန်းအပတ်စဉ်၄ဆိုတော့တွင်တဲ့နှစ်တော်တော်ကြာပြီအဲ့တုန်းကရတနာဘုံဈေးမီးလောင်တော့ construction တွေပြန်ဆောက်တဲ့အခါမှာ तू ကတရုတ်လိုပြောတတ်တဲ့အတွက်ပွဲခရောပွဲညွန်ရောအဲ့ဒီကောင်အကုန်လုံးတရုတ်လိုပြောတတ်တဲ့အတွက်ဘာပွဲတွေညာတွေမပြောနဲ့အဲ့ဒီကောင်အဲ့မှာနေ3,000လောက်ရအောင်နောက်အဲ့ဒီကနေတော်တဲ့အတွက်ခုစင်ကာပူကိုထပ်ပေါ်သွားတဲ့စင်ကာပူကအဲ့ဒါတရုတ်စကားပြောတတ်တယ်သူထိရောက်သွားတာနော်တက်အောင်တင်ပါဥအောင်ကရွှေတော်ကိုသွားတဲ့အခါမှာလေကိုယ့်ရဲ့ရည်ရွယ်ချက်ကအဓိကဥအောင်ကဆင်းရဲတွင်းကလွတ်ချင်တာဥအောင်တို့မြစ်တွေနှိုက်ရတယ်ခရမ်းကျင်သီးတွေထမ်းရတယ်တကယ်ပြင်ပန်းတဲ့14နှစ်15နှစ်သားအရွယ်ကလေးကဥအောင်တို့16နှစ်10တန်းမောင်18နှစ်10တန်းမောင်ဒါပေမဲ့14 15နှစ်လောက်ကလေးကအဖေတော်ကောင်းယာတို့ကလုပ်ငန်းပြုတ်ပါတယ်ပြုတ်တယ်ဆိုတာအဖေကဟိုလိုအပြစ်ရှိလို့ပြုတ်တာမဟုတ်ဘူးလက်ပံလာကနေမိုးကုတ်ပြောင်းတဲ့အခါမသွားဘဲနဲ့ပေကပ်ပြီးနေတဲ့အတွက်အလုပ်ပြုတ်တယ်ပြုတ်တော့ဒီဝန်ထမ်းတယောက်ကအဲ့ခေတ်ကလာတာရာကနန်းနည်းနည်းလေးပဲရပါတယ်ဒါပေမဲ့မိသားစုစားလောက်တယ်ဒါပေမဲ့အဲ့ဒီအဖေအလုပ်ပြုတ်တဲ့အခါမှာဥအောင်တို့ဘောကချက်ချင်းအောက်ပြန်ကျသွားတယ်အဲ့တော့မြစ်ချိုးရတယ်မြစ်တပိတာတစ်ချက်ညတိုင်းဆိုအဲ့မြစ်တွေကိုလက်နဲ့နှက်ရတဲ့အခါမှာမြစ်ထဲကိုမြစ်တောင်းတဲ့ကိုလက်ထည့်လိုက်တဲ့အခါမှာဒီမြစ်တွေရဲ့အသားတွေကဒီနုနယ်တဲ့အတွက်ကြီးအောင်ဆိုတဲ့ကောင်တွေရဲ့လက်သေးကြားတွေဝင်တော့မနေ့တိုင်းဆိုလို့ရှိရင်ဒီလက်သေးတွေကမြစ်တွေအခွန်တွေပြန်ထုတ်ရတယ်မြစ်ချိုးရတယ်စနေတုံးနေဆိုလို့ရှိရင်ထင်းခိုးရတယ်ဒီထန်းတွေမခံကျင်တော့ချမ်းသာခြင်းချမ်းသာကျင်တာကအရင်လားဆင်းရဲတွေလွတ်ချင်တာအရင်လားအဲ့ဒါမင်းတို့ပြောင်းမြန်လူတွေကချမ်းသာတာအရင်ဖြစ်နေတာချမ်းသာကနောက်မှအရင်ဘာလုပ်ရမှာတော့မင်းတို့ဆင်းရဲတွေနဲ့ရလွတ်အောင်အရင်လို့ပြီးမှချမ်းသာတဲ့ဘက်ကိုခုန်ကူးရမှာအဲ့တော့ဆင်းရဲတွေလွတ်ဖို့အတွက်ငါဒီညှင့်မနိုင်ချင်ဘာလုပ်မလဲပြောရင်ရွှေရောဆိုတဲ့အရက်ဒေတာကိုသွားဖို့လုပ်တယ်ရွှေရောဆိုတာလည်းကိုအောင်ချက်ချင်းမရောက်နိုင်ဘူးအမေနဲ့ကိုဒီကုံစင်းရောင်းရင်တန်းလန်းနဲ့ဒီရွှေရောကလူတွေရဲ့ဒီပစ္စည်းလာဝယ်တဲ့အခြေအနေပေါ်မူတည်ပြီးတော့ဟောရွှေရောဆိုတဲ့အတန်နားတဲ့ကြားကြလေဟာရွှေတော့အပုံလိုက်ကြီးဖြစ်နေသလားရွှေသားဘယ်ဟိုမှာတော့ကွာတဲ့ရွှေတွေပေါ်လို့ရွှေရောခေါ်တာအဲ့ဒီကနေပူအောင်ကငါတနေ့ချမ်းသာရမယ်ဒီရွှေရောကိုရောက်အောင်သွားမယ်ရွှေရောရောက်အောင်သွားဖို့ဆိုတာဥအောင်တို့လွယ်တာမှမဟုတ်တာကိုရောက်ဘူးတာမဟုတ်ဘူးခုခေတ်လူကားမပေါ်ဘူးနော်အဲ့တော့ရုပ်စီတို့ဥအောင်တို့ဆိုတာခုနပြောသလိုပေါ့ချော်လဲရောထိုင်ပြီးတော့ရောက်ခဲ့တာမဟုတ်ဘူးဒါလေးလဲဥအောင်တို့ကတို့လူငယ်တို့ခင်းပြောချင်တာမင်းတို့တက်ကတူရောက်နေပြီးတော့လွယ်လွယ်ကူကူမထင်နဲ့ငါတို့တက်ကတူကြောင်းတက်နေရတာကအမေတို့ဖေတို့ရဲ့ပတ်စံဖြုံးတယ်လို့မလုပ်ပါနဲ့နော်ဒီလပတ်စံဖေတို့စီက9000တောင်းရင်နောက်လာငါ3000ပဲတောင်းမယ်ငါဘာလုပ်မယ်နောက်ဆုံးပြောရင်နိုင်ငံသားမှာတော့ရှိတာပေါ့နော်တက်ကတူတက်ရင်လည်းအစီအဝါးရှာလို့ရတယ်ဒီမှာတော့တို့ဘမှာပြည်မှာမရှိသေးဘူးသို့တော့ပြောချင်တာကကိုကမိဘကိုပြန်ထောက်ပံ့နိုင်တဲ့အဆင့်ရောက်အောင်အခုချိန်မှာထောက်ပံ့နိုင်ပြီလားမထောက်ပံ့နိုင်ဘာလုပ်မလဲရှော့သုံးမယ်အမားမရောက်အောင်ကိုကခေါက်ရိုက်တယ်အနီမိုစီကဖုံးဆက်တယ်ယောက်ျားပဲရောက်လာငါကောင်ဝဲမှာတော့ပြန်မလာသေးဘူးလားဘယ်ရောက်လာတော့ငါမိမမင်းငါနောက်ထပ်မဆင်းနဲ့ဘာလို့တော့စိတ်ဘူးလို့ငါမိမငါမင်းနောက်ထပ်ဖုံးမဆက်နဲ့ဘာလို့ဆင်းရမှာလို့စုပ်မပူနဲ့ငါကိုငါအချစ်ဆုံးပါတယ်ငါကိုငါအချစ်ဆုံးဟာတော့အကျုံမချစ်ဘူးလားတဲ့မဟုတ်မင်းချစ်တာနောက်မှလေလို့ငါကိုငါချစ်တယ်ဘာလို့ချစ်တာလို့ငါဒုက္ခရောက်မဲ့အလုပ်ငါမလုပ်ဘူးမင်းတို့ចောင်းသားတွေကကိုယ့်ကိုချစ်လား
အမလေးချစ်တယ်တာပြောတာပြီးတော့ကိုဒုက္ခမဲ့လို့ကြတော့လုတ်တယ်မရှောင်ဘူးအဲ့တော့ကိုချစ်ရင်ဘာလို့ရမှာတော့ကိုဒုက္ခရောက်မဲ့အလို့မလုံနဲ့ဒါပဲအဲ့တော့ငါမိမငါဖုံးမဆက်နဲ့လို့မင်းကာရာအိုကေလည်းမသွားဘူးဟိုအပျော်ပါလည်းမနေဘူးစိတ်ဓာတ်ချလို့ရွှေတော့ကြတဲ့ကွာအဲ့ဒါတွေကများလို့ငါအီးနေခဲ့ပြီလို့လက်ခုပ်လေးပဲတီးအောင်လေ